တောင်ကိုရီးယားနိုင်ငံရဲ့စိုက်ပျိုးရေးမှုပေါ့နော်ကြည့်ကြည့်ပါစိုက်ပျိုးရေးမှုဖြစ်ပါတယ်တော့မှုဒါဆိုရင်လှတဲ့ထဲမှာပါတယ်ပေါ့နော်ကြည့်ပါကြည့်ကြည့်ပါဒီလိုချင်းတော့လှတယ်ပေါ့နော်ဒီမိုးစိုက်တဲ့နေရာမှာစင်နေနဲ့စိုက်တာပေါ့နော်စင်နေနဲ့စိုက်ပြီးတော့မှဒီ aircon နဲ့ control အပူအေးကို control လုပ်တာပေါ့နော်ဒီမှာheater အပူလည်းပါတယ်အေးလည်းပါတယ်ပေါ့နော်ကျွန်တော်ပြီးတော့ရေကိုလည်းပဲတိုင်မာနဲ့ပေါ့နော်တိုင်မာနဲ့လိုသလိုခုဆိုရင်ဒီဥစ္စာနားထားတာပေါ့နော်နားနေတာမလဲဘူးပေါ့နော်သူကတိုင်မာပြည့်လို့အချိန်ကြာပြီဆိုရင်လဲမှာပေါ့အဲ့လို system နဲ့လုပ်ထားပါဒါဆိုရေပေါ့နော်ရေပါမယ်ပြီးလေကိုလည်းပဲဒီမှာပေါ့နော်သူလိုအပ်တယ်လို့သူ့လည်းပဲတိုင်မာနဲ့ဒီအခန်းထဲကိုလေသွင်းပေးတာပေါ့နော်ဒီအခန်းအလုံးပေါ့အခန်းအလုံးဖြစ်ပါတယ်တို့ဒီမျိုးစားအရာလုပ်ငန်းသဘောအရာစင်ရဒီလောက်ညှင့်ပေးထားပါဆိုတော့ဒီချင်းကိုကျွန်တော်တို့ကပထမအစတော့မှောက်ထားပါတော့ပြီးတော့မှလှန်လာဆိုတော့ဒီချင်းတစ်ချင်းလှန်စားဖြစ်အောင်လို့အကွာဝေးကိုလည်းပဲတိုင်းထွာပြီးမှလုပ်ပြီးတော့မှစိုက်ထားပါတော့ဒီဥစ္စာဒါမှုအထဲတဲ့အခန်းအတွင်းထဲမှာပေါ့နော်ကျွန်တော်အပြင်မှာဘလို့ control လုပ်ထားဆိုတော့ကျွန်တော်ပြမယ်ဒီမှာပေါ့သူ့ရဲ့အပူချိန်အေးခုဆိုရင်20အောင်ကြည့်ပါဒါဆို20ထားပါနော်ဒါဆို20အောင်18 19ဒီလောက်မှသူအပူအေးကိုလှုပ်ရှားနေတော့ဒီဘက်ကတော့ဒါလိုအပ်တယ်လို့တိုင်မိုင်ထည့်ပေးထားပါနော်ဒီမှာအဖွင့်အပိတ်နေနဲ့ဒီလောက်ပါပဲဒီလေးကိုပြင်ရနေပြီးတော့သွန်းပြီး